မင်္ဂလာပါရှင်ဒီနေ့ကတော့ကျမရဲ့ career development ကနေလူလိမ်တွေကိုပါဖော်ထုတ်နိုင်တဲ့အထိဖြစ်သွားတယ်တကယ်လက်တွေ့ဖြစ်ရမှန်လေးတစ်ခုကိုဝေမျှပေးချင်ပါတယ်ဒီမနက်မှာပဲကျမတို့အိမ်ကို light truck ကားတစ်စီးနဲ့အမျိုးသား2ဦးအမျိုးသမီး3ဦးပါတဲ့အဖွဲ့တစ်ဖွဲ့ရောက်လာပါတယ်သူတို့ကစစ်ပေးရှောင်တွေပါဆိုပြီးအကြောင်းပြချက်ပေးပြီးဆန်လာရောက်တာပါလိန်နီးကဒီလိုပါသူတို့ကအပြေမှာပေါ်ဆန်းမွေးနမူနာအထုပ်လေးတွေပြပါတယ်။တအိတ်ကို2သိန်းပဲဆိုပြီးဈေးလျှော့ရောင်းတယ်လို့နဲ့လူကိုဆွဲဆောင်ပါတယ်။အိမ်ရှင်ကစံကုန်ခါနီးဖြစ်နေတယ်။ဒါမှမဟုတ်ဈေးသက်တာတယ်လို့ထင်ရင်ဝယ်မိဖို့အရန်နှီးဆက်ပါတယ်။စံအိတ်ထိုးပညာနဲ့မျက်လက်ပြပုံကကျမကစစ်ဦးမယ်လို့ပြောတော့သူတို့ကချက်ချင်းရတယ်မမထိုးပြမယ်ဆိုပြီး3နေရာလောက်ထိုးပြပါတယ်။ဒါပေမဲ့သူတို့လက်ထဲမှာစံတွေကိုအစင်တင်စုထားပြီးမှအိတ်ကိုထိုးပြတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ကိုယ်တိုင်ထိုးကြည့်မယ်ဆိုရင်လည်းလုံးဝပေးမထိုးပါဘူး။အာယုံလွဲတဲ့နီလန်ကကိုကစံကိုအာယုံစိုက်နေချိန်မှာသူတို့အဖွဲ့ထဲကအမျိုးသမီးတွေကဒီနားမှာအိမ်ငားကျင်လို့အိမ်လက်ခဘလောက်လဲဆိုပြီးစကိုင်းတွေလာပြောပါတယ်လူကိုအာယုံထွေပြအောင်လုပ်ပြီးစံအိတ်ကိုအသေးချာမစစ်ဆေးနိုင်အောင်တမင်ဖန်တီးတာပါလွတ်မြောက်သွားပုံကနောက်ဆုံးကျမကဓာယူပြီးစံအိတ်ကြိုးကိုဖျက်မဲလို့လှုပ်လိုက်တဲ့အချိန်မှာတော့သူတို့ပြပြတလဲဖြစ်သွားပါတော့တယ်ဈေးမသွားလို့2သိန်းနဲ့ရောင်းလို့မရတော့ဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့စံအိတ်ကိုကားပေါ်ပြန်တင်ပြီးထွက်ပြေးသွားကြပါတယ်ဘဟုတုတအဖြစ်တတိထားရဲ့အချက်များနမူနာကိုမယုံပါနဲ့အပြင်ကပြတဲ့နမူနာဆန်နဲ့အိတ်ထဲကဆန်ကတခြားစီဖြစ်နေနိုင်ပါတယ်ကိုယ်တိုင်စစ်ဆေးပါရောင်းသူထိုးပြတဲ့နေရာကိုပဲမကြည့်ပဲမိမိကိုယ်တိုင်အိတ်ကိုဓာတ်နဲ့ဖောက်စစ်တာမျိုးဒါမှမဟုတ်ကြိုးဖြတ်စစ်တာမျိုးလုပ်ပါအာယုံမလွဲပါနဲ့စကားများများပြောပြီးအာယုံလွဲနေရင်ဒါဟာတခုခုမယူထားဘူးလို့မယူနိုင်ပါလေဈေးနှုန်းကိုစမ်းစစ်ပါအခုခေတ်မှာပေါ်ဆန်းမွေးစစ်ကို2သိန်းနဲ့ရောင်းတယ်ဆိုတာကမဖြစ်နိုင်တဲ့လောက်ပါပဲအခုခေတ်ကအခက်ခဲတွေကြားထဲမှာမှတစ်ဖက်သားရဲ့တနာစိတ်ကိုအသုံးချပြီးလိမ်လိမ်နေကြတာမို့အိမ်ရှင်တွေအနေနဲ့အတူတတိချကြဖို့ဒီဗီဒီယိုလေးကနေကြိုက်တွင်းချင်ပါတယ်ရှင်လူလိမ်တတိဖြူစံလိမ်နီစစ်ပေးရှောင်အယောင်ဆောင် consumer protection safe shopping နောက်ထပ်အကြံပြုချက်ကတော့ဗီဒီယိုအစမှာစံအိမ်ရဲ့ပုံရိပ်ဒါမှမဟုတ်အဲ့ဒီကားရဲ့ပုံစံတို့ကို thumbnail မှာထည့်သွင်းရင်လူကြည့်ပုံများနိုင်ပါတယ်။ comment section မှာနော်နေမီအလိုက်ဒီလိုအဖွဲ့တွေထပ်တွေ့ရင်အချင်းချင်းတတိပေးဖို့ပရိသတ်ကိုတိုက်တွန်းထားပါတယ်။ safety tip ကနော်နောက်ထပ်ခါဆိုရင်သူတို့ကားနံပါတ်ကိုခိုးရိုက်ထားဖို့ဒါမှမဟုတ်ဖုန်းနဲ့ဗီဒီယိုမှတ်တမ်းထား